သက်ကြီးပြီးဘာမှတင်လို့မရတော့ဘူးဆိုတဲ့သူတွေဆိုရင်ဒီဗီဒီယိုကြည့်ပါသူတို့ကကိုယ့်အကိုတိတ်ပြီးတော့အထင်သေးလွန်းတယ်လို့သူပြောချင်တယ်ဒါကိုသူသိပ္ပံနေကြပဲဒီဗီဒီယိုမှာပြောမှာဖြစ်တယ်ပြီးတော့ဒီအချက်လက်တွေက lifelong learning ဆိုတဲ့စာအုပ်ကနေပြီးတော့အများကြီးစုလေ့လာပြီးတော့မျှဝေတာဖြစ်တယ်ဆိုတော့က fact check လဲလုပ်ကြည့်လို့ရတယ်ပေါ့နော်လူများစုကအသက်ကြီးလာလို့ရှိရင်အုံနောက်ရဲ့စွမ်းရည်ကအရန်ကျဆင်းသွားပြီးတော့သင်ယူဖို့ခက်တယ်လို့ယူဆထားကြတယ်ဒါပေမဲ့ neuroscience ကတော့အဲ့လိုမျိုးပြောတာမဟုတ် neuroplasticity ဆိုတဲ့အုံနောက်မှာအရန်ကိုအံ့ဩဖို့ကောင်းတဲ့စွမ်းရည်တခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အုံနောက်ကအတွေ့အကြုံအသစ်တွေအသိပညာအသစ်တွေ skills အသစ်တွေအဲ့ဒါတွေသင်ယူတိုင်းမှာသူ့ရဲ့ neural network ဆိုတာရှိတယ်ဒီပေါ့ neurons လေးရဲ့တခုနဲ့တခုချိတ်ဆက်နေတဲ့ network ပေါ့အဲ့ဒါတွေကိုပြန်လည်ဖွဲ့စည်းနိုင်တဲ့စွမ်းရည်အဲ့ဒါ neuroplasticity ပဲအဲ့တော့ဟုတ်တယ်အသက်ကြီးလာတဲ့အခါမှာငယ်ငယ်ရလောက်လျက်နေအောင်တော့စွမ်းဆောင်နိုင်တယ်လို့မပြောပေမဲ့အရန်ကိုလေးလာလုံးတဲ့သူကဥပမာဆိုတော့ကိုကအသက်60ဒါပေမဲ့ကိုယ့်ရဲ့လေးလာမှုနှုံးကတနေ့စာတုံးလောက်တကယ်ဖတ်တဲ့လူကြီးရင်လေငယ်တော့ငယ်ဒါပေမဲ့ကိုအုံနောက်ကဘာမှလည်းမသိဘူးဆိုတာလုံးဝမသိတာပေါ့နော်ဘာမှလည်း experience မလုပ်ဘူးဆိုတဲ့အခါမှာ neuron လေးပြေးနိုင်မှုတော့မတူနိုင်ဘူးဒါကတော့ဘယ်သူပုံများရင်လည်းမပြောဘူးဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ရဲ့ lifestyle ဖြတ်တန်းခဲ့ပုံလေးလာသင်ယူနေတဲ့ပုံမတူတဲ့အတွက်ဒါပေမဲ့ပြောချင်တာကသူတို့ကခေါင်းထဲမှာအမြဲတမ်းဓာတ်သွေးသလိုသွေးနေဖို့ဆိုရင်လေမလုပ်ဘူးတဲ့အရာတွေမလုပ်ဘူးတဲ့ skills တွေမသိတဲ့အတတ်ပညာတွေတတ်ဖို့အတွက်လိုအပ်တယ်အဲ့အချိန်ရောက်လို့ရှင်တော့လေတိတ်ပြီးတော့မလွယ်ဘူးပေါ့နော်မလွယ်ကူတာမဟုတ်မတက်တာတက်တာမဖြစ်ဘူးဘာလို့လဲဆိုတော့အလုပ်အသစ်တွေလုပ်ရတာဟုတ်ဒါပေမဲ့အဲ့ဒီမတူရဲ့အချက်တွေလုပ်တဲ့သူတွေကအမြဲတမ်းသူတို့ရဲ့အုံနောက်က neural networks ကအမြဲတမ်းတက်လွင်နေတာဒါကြောင့်သူတို့ကသင်ယူတဲ့အခါမှာအသက်ကိုသင်ရင်တော့သူများထပ်ပို့ပြီးတော့မြန်ဆန်စွာနဲ့သင်ယူနိုင်တယ်သူ့သွေးသနာမှာလည်း hippocampus ဆိုတဲ့အုံနောက်ရဲ့အစိတ်ပိုင်းရှိတယ်။သူကမှတ်ဉာဏ်နဲ့သင်ယူမှုကိုတာဝန်ယူထားတဲ့အပိုင်းခန္ဓာဖြစ်တယ်။ adult neurogenesis ဆိုတဲ့အသက်ကြီးတဲ့အခါမှာ neurons အသက်ဖြစ်ပေါ်လာတဲ့အခန်းကဏ္ဍဒီလေးလာတွေ့ရှိမှုမှာဆိုလို့ရှိရင်လေအသက်ကြီးသည့်တိုင်တော့မှဒီ learning capacity ကလုံးဝကိုအတိုင်းတက်အလွန်ဆက်ပြီးတော့သွားနိုင်တယ်လုံနိုင်တယ်ဒါကြောင့်ဘာသာစကားအသက်သင်တဲ့အခါ music instrument တစ်ခုခုကိုကလေ့လာတဲ့အခါစာဖတ်တဲ့အခါပြဿနာတွေဖြေရှင်းတဲ့အခါမျိုးမှာဒါဟာအများကြီးကိုယ့်ရဲ့သင်ယူမှုအားကိုတခြားသင်ယူမှုအားကိုပါအရန်ကိုတိုးတက်စေတယ်ပြောချင်တာဘာသာစကားတင်လိုက်လို့ဘာသာစကားအမြဲတမ်းလေ့လာသင်ယူနေတဲ့သူတယောက်ကကျန်တဲ့အရာတစ်ခုခုကိုသူလေ့လာမယ်ဥပမာထားပါတော့လုံးဝမတူညီတဲ့အချက်လက်ကိုလေ့လာမယ်ဆိုရင်တော့မှသူများတက်ပို့ပြီးတော့လေ့လာတာမြန်တယ်ဘာလို့ဆိုသူ့အုံနောက်မှာအမြဲတမ်းဒီသင်ယူမှုကပုံမှန်လုပ်နေတဲ့အတွက်သူ့အတွက် flexible ဖြစ်နေတဲ့သင်ယူမှုကိုပြောရမယ်ဆိုအုံနောက်မှာ BDNF လို့ခေါ်တဲ့ neurotrophic protein လေးထွက်လာတာပေါ့နော်ဒါအုံနောက်ရဲ့လုံးဝမြေဩဇာလို့ပြောလို့ရတဲ့ protein တွေဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကသင်ယူမှုအားကောင်းစေတယ်မှတ်ဉာဏ်အားကောင်းစေတယ် neuron လေးအားကောင်းစေတဲ့အတွက်ဖြစ်တယ်နောက်တစ်ချက်ပါဆို cognitive reserve လို့ခေါ်တယ် cognitive reserve ဆိုတာလေးကိုရှင်းပြရလို့ရှိရင်သူကဥပမာကမြို့တစ်မြို့မှာလမ်းမကြီးတစ်လမ်းရှိတယ်လမ်းတစ်လမ်းနဲ့ရှိရဆိုကားတွေအကုန်လုံးကပိတ်သွားမယ်နောက်ထပ်တစ်လမ်းရှိရဆိုလို့ရှိကြတော့အဲ့ reserve လုပ်ထားတဲ့လမ်းလို့ပဲသူကသွားလို့ရတာပေါ့အဲ့လိုပဲအသက်ကြီးလာတဲ့ခါမှာဒီ cognitive reserve ဆိုတာသူကအသက်ကြီးရင်စုလို့မှမှတ်ရတာများတယ်လေအဲ့ခါမှာလေ့လာသင်ယူမှုအားမကောင်းတဲ့သူကကြတော့ Alzheimer လိုမျိုးအတိတ်မိတဲ့ယောဂါတွေတခြားသောမှတ်ဉာဏ်ကိုထိခိုက်တဲ့အရာတွေဖြစ်လာတယ်အဲ့ဒါမျိုးမှာဆိုရင်ဒီလိုလေ့လာသင်ယူတဲ့သူကကြ cognitive reserve လုပ်ပြီးသားသူ့အတွက်အုံနောက်ကမှတ်ဉာဏ်နဲ့အတွက်ဒီ neuron connections တွေအတွက်ကိုသူကပြောမယ်ဆို backup system တစ်ခုလုံးရှိပြီးသားအဲ့ဒါကို cognitive reserve လို့ခေါ်တယ်ဒါကြောင့်ပြောချင်တာကလေ့လာသင်ယူမှုဘယ်တော့မှမရှက်တတ်ပါနဲ့အသက်ကြီးလေပိုလေ့လာလေလို့မှတ်ပြီးတော့လေ့လာသင်ယူမှုကိုလုပ်ပါပြီးတော့ဒီအချက်လက်တွေနဲ့ပတ်သက်ပြီးတော့သိပ္ပံနည်းချတေးချလေးလေ့လာခြင်းနဲ့ဆိုရင်တော့ lifelong learning ဆိုတဲ့စာအုပ်လေးကို QE မှာလေ့လာပြီးတော့ဖတ်ရှုလို့ရတယ်လို့လည်းတသိန်းကောင်းလေးပြောချင်ပါတယ်ရှင့်ဆုံးဖြတ်ကြည့်ပြီးကျေးဇူးတင်ပါတယ်အသိပညာအများကြီးတိုးပွားကြပါစေနော် Curie